လေးတွေမိဘလေးတွေကနစ်ပူတော့မယ်နော်ကုန်းစီဖားချိုင်ရောက်တော့မယ်ကွယ်ကဲတရုတ်မကြီးကနှုတ်ဆက်လိုက်မယ်ပေါ့နော်ကုန်းစီဖားချိုင်စိတ်ညစ်ခိုင်းလာရောက်တော့မယ်ကဲစိတ်ညစ်ခိုင်းလာဆိုတော့လေလောဘကောင်မဆက်လို့စီမှာနေတိတ်ကူအမီကိုမလောဘပစ္စည်းအစတော့အသိတွေပလဲကဘာတဲ့ခဏလေးခေါ်သွားမယ်နော်ပလဲအလုတ်ကဘာတဲ့ခဏလေးခေါ်သွားမယ်လောဘကောင်မမြင့်လုံးဝမမိတ်နဲ့နော်မြင့်တော့လုံးဝမခက်ပဲကြည့်နော်ဘာကြောင့်ဆိုပလဲအလို့တွေပလဲကဘာတဲ့အမလေးစီးမျောသွားလို့ရခေါ်သွားပြီမယ်ဒါလိုက်တဲ့ဒီမှာကြည့်အမလေးဒါလေးတွေဆိုလောဘကောင်မဘိတ်ပလဲဂျင်းငါတော့ဘွားပလဲလေးတွေဆွေးရောက်လေးတွေနော်ဒီမှာကြည့်ဒါလေးတွေဆိုလောဘကောင်မဆက်တို့ဒါနဘာစုံဆိုင်အင်မတာစားပါတော့စိုက်လေပေါ့နော်ကဲဟောတမဆိုရင်လည်းမလေးဖောက်တီကြိုစိုက်လေအမလေးခါတိုင်းဆိုလေမဆက်တို့စီမှာမဆေးဟိုပေါ့နော်ပလဲတေးသေးလေးတွေမရှိဘူးလားတေးသေးလေးဖောက်တီကြိုဟာလေးတွေလေ60လေးတွေလေ17အမလေးမေးလိုက်တာမေအခုလာခိုင်းလို့ရပြီအခုမေးနေတာအခုချိန်ဒီလာခိုင်းလို့ရပြီဘာဖြစ်လို့ဒီမှာ17လေရောအမလေးပလဲဖောက်တီကြိုစိုက်အားကြီးလာတယ်အမလေးတို့လို့ဆိုနေတိုင်းနေတယ်ပလဲဖောက်တီကြိုလေအားကြီးပဲရောက်နေကြမနေ့ကတော့ပြောတယ်တို့လို့လေအမလေးတို့လို့ကုန်သွားပြီမမစိတ်တယ်တို့လို့ကုန်သွားပြီပေါ့နော်ပလဲဖောက်တီကြိုလေမလေးနေတိုင်းလာရောက်အားပေးနေကြနော်ကဲဒီမှာကြည့်ဒါပလဲအလို့လေအမလေးပလဲအလို့နည်းနော်ဟုတ်ပေါ့နော်ကဲဒါမှလုံးနေတာအော်ပလဲဖောက်တီကြိုလေမလေးလောက်ကွယ်ကဲဒီမှာကြည့်ပလဲဖောက်တီကြိုမလေးဒါဆိုလာနော်ဆွေရဒါဘလောက်လဲတမီဒါဘလောက်ကြောင်းမလေးဘလောက်ကြောင်းဆွေရဖောက်တီကြိုမလေးဒီခုနှစ်ယောက်လေးတော်လာတယ်ဒါဆိုဘလောက်လဲအမလေး50ပဲကြမယ်တော့ကဲဒီလိုမျိုးအမလေးဆွေရရဲဒါဆို84သိန်းပဲကြမယ်84သိန်းပဲကြမယ်နော်ကဲတော်လေးဒီကပါအဲ့အတန်ရှင်ကိုပြင်မှာတွေ့ချင်တယ်အဲ့ဒါလာတွေ့ပေါ့တွေ့ချင်နေတာမလေးဝယ်ပြီးနော်အော်တူတယ်ဒီဆောင်းအဲ့ဒါဟုတ်ရဲ့ဆောင်းပေးပါပေးအဲ့ပေါ်ပါပဲပေးပါမကြိုက်ဘူးဟုတ်တယ်ဒီလိုတချိုးပေးလေပေးပါမီဒီယာနော်အမလေးကျေးဇူးအများကြီးတင်တယ်ကဲနော်ဘာလို့လိုမျိုးဖောက်တီချိုးနေလဲမဆက်လို့စီမှာလုံးဝကမှအိတ်ထိုက်အားတိုက်ရောက်လို့ဟဲ့ဒါလေးဆိုဘလောက်လဲအမလေးလောက်ဝဲဆူရောက်လေးတွေမလေးတော်လာတာတော့ဒီမှာဖောက်တီချိုးလေးနော်ပလဲဖောက်တီချိုးလေးအမလေးပလဲဖောက်တီချိုးဆိုမှတမဲတာမင်းနေတဲ့ကိုချင်းလေးလောက်ခဲလိုက်တော့ဟိန်းနဲ့ဒီမှာလုံးဝကမှပြည့်စည်အစတော့လေနော်လုံးဝကမှပိုးဆိုပိတ်စိတ်ရနေပြီမလေးဒါလေးဆိုလာတော့နော်ဒါလေးလိုက်ကိုလေးဒါလေးဆိုဈေးနှုန်းလေးဘလောက်လဲဒါဆိုပိတ်ဝဝရတယ်နော်ပိတ်ဝဝတော်တဲ့ site လေးတွေပေါ့နော်17 site လေးတွေ50နဲ့မှ9သိန်းပဲကြမယ်ဒါဆို59သိန်းမလေးဒါလေးဆို60နဲ့မှ6သိန်းပဲနော်ဒီလိုမျိုး site ကြီးရတိဘလောက်တော့ပါလဲဆိုတော့မလေးမစစ်ပြပေးမယ်ရတိ900တော့ပါတဲ့ဟောတယ်လိုမျိုးပလဲ site အကြီးတကုန်းလုံးမှာမစစ်တို့စီမှာလုံးဝပေါ်မှာအကောင့်တရားစေလက်ကားစေနဲ့မစစ်တော့66သိန်းနဲ့ရမယ်နော်ကဲမလေးပလဲဖောက်တီချိုးလေးတော်လာတယ်ဒါလေးဆိုလေတော်လာတယ်ဒီမှာကြည့်နော်ကဲပလဲဖောက်တီချိုးမှာမျောနေဒါလေးဘလောက်လဲဒီမလေးဒါလေးလည်းလာတာပဲအမလေးတော်လာတယ်နော်တော်လာတာဟာလေးတွေပြတ်ပြီးမဲ့ဒါလေးကိုတော့လာတယ်ဒီမှာကြည့်50စိတ်သိမ်းပဲကြမယ်ယတိချိန်က400ကျော်500မိပါပါတယ်ဟောတယ်လို့မျိုးနော်အမလေးဒီဘာကြီးကတော့ကျိုးလေးရလေမမစိတ်တို့စီမှာဆိုလောကကောင်မှာဘိုးစာတော့လေးပေါ့နော်ဒါဆိုရင်ဒီတကုန်းလေးပလဲချိုးတကုန်းဆွဲပါရုံများနဲ့ကိုလောကကောင်မှာဘိုးစာတော့ right ရစာတော့နော်ကိုချစ်တွေပေါ့နော်ဒါတကယ်ကောင်မှာတော်ဝေပကြီးမလေးချစ်လိုက်နော်တကယ်ပွဲတိတဲ့ဘီမကြီးလေးဆိုလေဟောတယ်လို့မျိုးပလဲကတော့ကျိုးလေးဆွဲကြသူတို့ကလေဟောတယ်လို့မျိုးဖောက်တိကတော့ကျိုးလေးနော်ဖောက်တိကတော့ကျိုးလေးမလေးပိုးဆိုပိတ်စိဆွဲကြတာကဲကိုချစ်တွေလည်းတော်ဝေဆိုင်ချစ်တယ်ဘီမကြီးလို့ဖြစ်ချင်လို့စီတော့ဟောဒီဖောက်တိကတော့ကျိုးလေးကိုမဆက်လို့စီမှာနည်းနည်းထောက်ပဲသွားလည်းကတ်စင်နေတယ်ပြက်ကောက်တယ်နော်ကိုချစ်တွေပြပေးမယ်လေဒီမှာပြပေးမယ်ကဲဒီမှာကြီးဟောတယ်လို့မျိုးဖိုးဆိုပိတ်စိလေးလာချင်လို့စီတော့မမစစ်တို့ရဲ့ဒီဟိုင်းဒါလေးလာလိုက်တော့မလေးဒါလေးတကုန်းပဲပါမယ်နော်ဒါလေးခရင်လေးတကုန်းပဲပါမယ်ဒါလေးကတော့အမလေး65သိန်းပဲကြမယ်ကိုချစ်နော်အရင်တော့ဆိုရင်ဒီလိုမျိုး site ကိုဒါကတော့လုံးဝကမဆက်တော့ဒါအကုန်း100ဈေးနဲ့ပေးထားတာမလို့နော်ဒါမျိုးပစ္စည်းဒါမျိုး quality ဆိုသိန်း100မကျော်ရင်မရဘူးကိုချစ်နော်ကဲဒါဆိုရင်တော့တော်ဝေဘီမကြီးလေးအမြဲဆွဲတဲ့အရာလေးပေါ့နော်မဆက်တို့စီမှာဒါစားပါပစ္စည်းလေးတကုန်းပဲရမှာပေါ့နော်ခရင်ဖြူလေးပေါ့ကွယ်ကဲ right here ဆန်းချစ်တဲ့တော်ဝေဘီမကြီးလို့ဖြစ်ချင်တဲ့လာချင်လို့စီရတော့မဆက်တို့ဟိန်းနေဒီကိုအမြလာခဲလိုက်တော့ပလက်ထောက်ကြည့်လို့ပိုးစုပစ္စည်းကွယ်တအားလာတော့သူမထုတ်ပေးသွားဒီမှာကြည့်နော်ပိုးစုပစ္စည်းလေးလာနေနော်ကဲဟောတယ်လို့မျိုးအရန်လာတဲ့ပလဲဖောက်တိကတော့ကျိုးလေပလဲလော့အသိတွေအများကြီးပဲမဆက်တို့စီမှာနော်ဒါမဆက်တို့ကဘူချုပ်သေးဆိုင်ကွယ်ဆိုင်တယ်ဗျ143 144 145အနောက်ဖိတ်တာကားပတ်လာအဝယ်ပေါက်မှာပေါ့နော်မဆက်ဘူချုပ်အောင်စားသေးမှာရောက်ရှိနေတာပေါ့နော်ဟောတယ်လို့မျိုးပလဲဖောက်တိကတော့ကျိုးလေဆိုလဲဒီဘူချုပ်သေးဆိုင်မှာစိတ်တိုင်ကြလာရောက်ရွေးချနိုင်တယ်ကဲမဆက်ကုန်းတော့တာ
မကြိုက်ဘူးဆိုရင်တော့ဟောတော့လိုမျိုးလုံးဝကိုမှဆက်လက်စိတ်လာရွေးလို့ရတယ်ကိုကျင်နော်ဒါဆိုရင်တော့လုံးဝကိုမှပစ္စည်းတော့ဝါ quality လေးတွေမစိကုန်းထားတာမကြိုက်ဘူးအနာလေးတွေပါတဲ့ဘာညာပေါ့နော်မစိလုံးဝကိုမှအနာမပါချင်ဘူးစိတ်တိုက်ကြရွေးချင်လို့ဆိုရင်တော့ဟောတော့လိုမျိုးပလဲတော့ဝါ quality လေးကိုကိုဟာနဲ့ကိုတလုံးစီကိုအသေးစိတ်တနေကုန်လာထိုင်ရွေးပြီးဝယ်လဲရတယ်ကိုကျင်နော်တနေကုန်လာထိုင်ကိုကြောင့်ဒီမှာတနေကုန်လာရွေးရတယ်နော်စိတ်တိုက်ကြမဲမဲလေးတွေပြပေးလိုက်မယ်နော်မပြပေးတဲ့မဲမဲလေးတွေဆိုလေသူတို့မှလည်းတစိမ့်တွေပါတယ်တိလားအဲ့ဒီမဲမဲလေးတွေတစိမ့်လေးကြီးတာနော်သူတို့မှလည်းဟိုမှာရေဖက်မှာထိုးတာဟုတ်ပါဒီမှာရေဖက်မှာထိုးတာတိလားကေခိုင်ဦးပေါ့နော်ကေခိုင်ဦးအမောင်နော်ဝယ်တဲ့သူကပေါ့နော်တနေ့လို့ပလဲလာရွေးတာတနေ့ကိုပေါ့နော်မနေ့9နိုင်9နိုင်ဒီပလဲလာရွေးတာပေါ့နော်ပလဲထောက်တိတုံးတကုန်းရပေါ့သူကမပြပေးဘူးဆိုရင်မဆစ်ကိုကွန်မန့်ထဲမှာလာရေးနော်ကွန်မန့်ထဲမှာလာရေးနော်တနေ့ကိုပေါ့နော်တနေ့ကိုလာထိုင်ရွေးစိတ်တိုက်ကြရွေးပြောချင်တာကြောင့်လို့စပက်ဆက်ရွေးကိုစိတ်ကြိမ်ကြည့်တဲ့အထိရွေးနော်ဘာပဲဆိုဒါမှအသေးချာလက်လေးရမှာပေါ့နော်ဟောတယ်လိုမျိုးသေချာလက်လေးဖြစ်ချင်လို့စီတော့ဟောတယ်လိုမျိုးဆက်လက်ဆယ်လေးတွေကိုရွေးပါဒီမဲ့ဒါမဲ့ဒီဆက်လက်ဆယ်လေးတွေကကြောင့်လို့ဈေးနှုတ်တော့များမှာပေါ့ကိုချင်နော်ဒါဘာပဲဆိုကိုစိတ်တိုင်းချာရတယ်ကိုလုံးဝကမှတန်ဖိုးထားပြီးမှအနာတစည်းမပါအောင်ရွေးလို့ရတယ်နော်ဒါမျိုးလေးတွေကကြောင့်လို့အနာလေးတွေတော့အ ਨੇ ကျပါမယ်ဒါမဲ့ဝေါ်ပြောတယ်50တရားဝေါ်ကျင်လေးတွေပေါ့50တရားဝေါ်ကျင်လေးတွေနော်ကဲဝေါ်ပြောချင်တယ်ကဲပလဲဘေးမကြီးပေါ့နော်right ရစာတဲ့တော့ဝေးဘေးမကြီးလို့ဝတ်တလို့လာချေလို့စီတော့မမစစ်တော့ဟိနေဒီ player လာဆိုင်ကိုလာခဲ့ဖို့ဖိတ်ခေါ်တယ်နော်ဘူးချအားစားသေးမှာနော်ဆိုင်နံပါတ်1 4 3 1 4 5မှာပလဲအလောလေးလဲဖောက်တဲ့လက်ကပေးတာမို့လို့ကိုချစ်တွေပလဲလော့ဈေးတွေနဲ့ရချင်လို့စီရင်လဲပြန်ဝယ်ရောက်တဲ့ကိုချစ်လေးပြန်အထက်ခိုက်ရောက်ချင်တဲ့ကိုချစ်လေးဆိုရင်ဘူးချအားစားဖုန်းနံပါတ်က3မြောက်ကိုခေါ်စိတ်5%ဖုန်းနံပါတ်ဒါမှမဟုတ်လဲ3မြောက်ကိုခေါ်စိတ်5%ထောက်ချရ Viber မှာပလဲအလို့လေမင်းများနိုင်တယ်လို့မဆက်တွေ့ဟိနေဒီ Facebook ပေးမှာလဲမင်းများနိုင်တယ်ပေါ့နော်ဒီပလဲဖောက်တီဂျိုးတကုန်းဝယ်ပြီးတော့ပလဲကလေဝိုးလိုက်ရလဲအရန်လာတယ်တကယ်ကမဝတ်ချင်ဘူးတရားလေးပါလေရရလဲမဒီလေးပါလေစိတ်လို့ရဗုဒ္ဓတနာကိစ္စမိဓမ္မနာတိုက်ကအဲ့လိုမျိုးစိတ်လို့ရရနော်ဒါမှမဟုတ်လဲအာလာဟာဆိုအာလာဟာပေါ့နော်ကုသိုလ်လဲရတယ်လာလဲလာမယ်နော်ဒါစိတ်ပတိလဲလုပ်လို့ရပါဘောနော်ကုသိုလ်လဲရမယ်ကိုကအလှလဲဆေလို့ရတယ်ကိုချစ်နော်ကဲပြောပြချင်တာတော့ပလဲဖောက်တီဂျိုးတကုန်းစီရုံနဲ့အကုန်လုံးပြည့်စုံတယ်ဆိုတဲ့အကြောင်းလေးပြောပြပေးတာကိုချစ်နော်လာရောက်အားပေးဝယ်ယူအားပေးမဲ့ဆိုရင်တော့3ရက်ကိုခေါ်စိတ်50ထောက်ချရမှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်လို့နော်နိဆိုင်ရဆိုင်ခွဲမှာလဲ4ဆိုင်ကလုံးမှဝယ်ယူအားပေးနိုင်တယ်ကိုချစ်တွေနော်ကျေးဇူး